ယောက်ျားလေးတွေကသူတို့ကောင်မလေးကိုတကယ်ချစ်မိသွားရင်ချစ်သူကောင်မလေးထက်ပိုစိတ်ကောက်တတ်ကြပါတယ်ဒါကတောက်ခွက်ပြောင်တာမဟုတ်ဘူးတကယ်ကိုဖြစ်ကုန်တာသူများတွေထင်သလိုအတွဲတစ်ခုမှာမိန်းကလေးကပိုစိတ်ကောက်တယ်ထင်ကြပေမဲ့တကယ်ကယောက်ျားတွေကပိုစိတ်ကောက်တာပါအပြင်လောကမှာယောက်ျားလေးတွေကခိုင်မာရမယ်စိတ်ခံစားချက်တွေကိုထိန်းချုပ်ရမယ်ဆိုတဲ့လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေနဲ့ရှင်သန်ကြရပါတယ်ဒါပေမဲ့သူမင်းကိုယုံကြည်ပြီးနှလုံးသားပုံအပ်လိုက်တဲ့အခါသူ့ရဲ့မာနနဲ့ကာကွယ်ရေးတိုင်းတွေအားလုံးပြိုကျသွားပါတယ်စိတ်ပညာအရဒါကိုအင်းနာချိုင်းထွက်လာတယ်လို့ခေါ်ပါတယ်ဒါဟာမင်းကိုသူ့ဘဝရဲ့အလိုအဆုံးလူသားဆိုပြီးသတ်မှတ်လိုက်တာပါမင်းကလေးတွေစိတ်ကောက်ရင်စကားတွေအများကြီးပြောပြီးပြဿနာရှာပါတယ်ဒါပေမဲ့ယောက်ျားလေးတွေစိတ်ကောက်ရင်အင်းဟုတ်လို့ပဲပြန်ပြောပြီးကလေးတယောက်လိုမျက်နှာလွှဲပြီးစိတ်ကောက်တာကိုပြတတ်ပါတယ်သူတို့ကငါ့ကိုပို့ပြီးစိုက်ပေးပါငါ့ကိုချော့ပါဆိုတာကိုတိုက်ရိုက်မပြောဘဲအမူအရာနဲ့တောင်းဆိုနေတာပါဒါကြောင့်မင်းသားရောက်ရင်ကလေးလိုဆိုပြီးမင်းထက်ပိုစိတ်ကောက်တတ်တာပါဒါကယောက်ျားလေးတယောက်လုံးပြနိုင်တဲ့အကြီးမားဆုံးချစ်ချင်းတရားပါပဲအဲ့ဒါကြောင့်မိန်းကလေးတွေအတွက်တကယ်ချစ်တဲ့လူရတာကကလေးတယောက်ရလိုက်တယ်လို့ပဲလို့ပြောတာဖြစ်ပါတယ်တကယ်လို့တင်းကောင်လေးကစိတ်ကောက်တာပြင်တင်းမိတ်ကပ်ပါယူလိမ့်နေရင်တော့6ပါ6သွားတာပါဒါဆိုရင်တော့ဂုံယူပါတယ်တင်ကာပါလုပ်ပြီးအတွဲခံနေရပါပြီဟုတ်မဟုတ်ဆိုတာပြောခဲ့ကြပါဦး